Suan Studio ကနေကြိုဆိုပါရစေဒါလေးပါဒီနေ့ main ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ main တို့ဒီ2026အခုချိန်ကနေစပြီးတော့မှဒီဇင်ဘာ31ရက်နေ့အထိကို main ရဲ့ personal project ဖြစ်တဲ့ 60 cap project ဆိုပြီးတော့မှစတင်တော့မှာဖြစ်ပါတယ်အဲ့တော့ဒီ project ကပါလဲဆိုရင် main ကဒီ2026မကုန်ခင်နဲ့နောက်ဆုံးရက်အထိပေါ့နော်အခု60ရဲ့ video ကိုအစနေ process တစ်ခုချင်းစီရဲ့ process တစ်ခုလုံးကို main ဒီကနေတင်ပြပြီးတော့မှာဖြစ်ပါတယ်အဲ့တော့process တစ်ခုလုံးရဲ့အားသာချက်အားနည်းချက်သူရဲ့အစနေအဆုံး video တစ်ခုလုံးကို main က edit လုပ်ချင်မရှိဘဲနဲ့ speak ကိုတာပဲမြန်သွားပြီးမယ်ပေါ့နော်အဲ့ video ကို original video အတိုင်းကို main ဒီကနေတင်သွားပြီးမယ်လို့ရှိရင်သူစီမှာရလာတဲ့ခံစားချက်လေးတွေကိုလည်း main ကနေပြီးတော့မှရှင်းပြပေးတော့မှာဖြစ်ပါတယ်ပေါ့နော်ဒီ main တို့လုပ်လိုက်တဲ့ process တစ်ခုလုံးမှာ error လည်းဖြစ်နိုင်တယ်လို့ imperfection တွေလည်းအများကြီးဖြစ်ပေါ်လာနိုင်တယ်ပေါ့နော်ဥပမာအနေနဲ့ main ရဲ့ဒီ book လေးဆိုရင်ပေါ့နော်ဒီဟာဆိုရင် main ပထမဆုံးတစ်လုံးလုပ်ထားတဲ့ day 1 အနေနဲ့မနေ့ကလုပ်ထားတဲ့ဦးလေးပေါ့နော်ဒီနေ့ကတော့6ပါပြီသူ့ကိုလုပ်တဲ့အချိန်မှာဒီ process တစ်ခုလုံးဒီ centering လုပ်တာလည်းအဆင်ပြေတယ်ဒီ process ကအပေါ်ရောက်လာလေးသူကစပြီးတော့မှအားမမျှတဲ့အတွက်ကြောင့်မို့သူကခါတာဖြစ်တယ်ပေါ့နော်ခါတာဖြစ်သွားတဲ့အချိန်မှာသူရဲ့နှခမ်းသားလေးကဆွေတာဆောင်းတာဖြစ်သွားတယ်ဒါပေမဲ့အဲ့ဆွေတာဆောင်းတာလေးကိုမကြိုက်ဘူးဆိုပေမဲ့ကိုကအဲ့ဟာကိုအခြေခံပြီးတော့မှကိုဘယ်လိုလုပ်လို့ရမလဲဆိုတော့ creation ကအုံနောက်ထဲမှာပေါ်လာတယ်ပေါ့နော်အဲ့ဒါနဲ့မင်းကဒီဟာကကိုရဲ့imperfection the same data ပဲပေါ့နော်အဲ့တော့မင်းကသူ့ကို embrace လုပ်ရမယ်ဆိုတော့မှလက်ကလေးနဲ့ကိုမင်းဒီတိုင်းလေးကိုသူဖိလိုက်တယ်ပေါ့နော်ဖိလိုက်တဲ့အချိန်မှာသူရဲ့ shapes က original ဒီတိုင်းလေးရသွားတယ်ပေါ့နော်အဲ့တော့သူရဲ့အလှတွေကလည်းသူတော့ရှိတယ်လို့တော့မင်းမြင်တယ်ပေါ့နော်ဆိုတော့ဒီ 60 cap project ကိုလည်းမင်းက embrace your imperfection ကိုလုပ်နိုင်တဲ့project လေးတစ်ခုလည်းဖြစ်တယ်လို့ကိုယ့်ရဲ့အားနည်းချက်လေးတွေကိုလက်ခံလာနိုင်တဲ့လေ့ကျင့်ခွင့်လေးတစ်ခုကိုဖန်တီးထားတာလည်းဖြစ်တယ်ပေါ့နော်အကယ်၍မိန်းနဲ့အတူတူဒီကနေကိုယ့်ရဲ့အတူတူကွာပေါ့နော်ကိုယ့်ရဲ့အားနည်းချက်လေးတွေကိုတွေ့ရင်လည်းလက်ခံပြီးပါဆိုတာကိုလည်းဒီကနေပြပြချင်ပါတယ်မိန်းနဲ့အခုမှလေ့ကျင့်နေရဆိုတော့လေအဲ့တော့အတူတူလေးလေ့ကျင့်သွားကြရအောင်ပေါ့နော်သူကပါနဲ့တူတာလေဆိုတော့အတိကတော့ဒီအောက်ကအခြေခိုင်မှုမခိုင်မှုနဲ့အများကြီးဆိုင်တယ်မိန်းတို့လူတယောက်အနေနဲ့ဆိုရင်လည်းမွေးထုတ်ကနေရတော့မိတို့ကမိဘကိုရွေးချယ်လို့မရဘူးပတ်ဝန်းကျင်ကိုရွေးချယ်လို့မရဘူးပေါ့နော်ဒါပေမဲ့မိအခုအသက်30ကျော်လာပြီပေါ့နော်အသက်30ကျော်နေတဲ့အချိန်မှာကိုယ့်ရဲ့ history ကိုရွေးချယ်လို့မရဘူးဆိုပေမဲ့ဒါပေမဲ့ကိုယ့်ရဲ့ present moment နဲ့ကိုယ့်ရဲ့ future ကိုဘယ်လိုပုံဖော်လဲဆိုတော့ကိုယ့်လက်ထဲမှာရှိပါတယ်ဆိုတော့တဖြည်းဖြည်းနဲ့ပုံပြီးယုံကြည်လာတယ်ပေါ့နော်အကယ်၍ကိုယ့်ရဲ့ဒီကြီးပြင်းလာတဲ့ပုံဝင်ခြင်းတစ်ခုလုံးကိုပဲအတိတ်ဘဝကိုအတိတ်ကြောင့်ကိုပဲစုပ်ကိုင်ထားပြီးတော့မှကိုယ့်ကိုယ်ပြပြောင်းနေမှုမရှိဘူးဆိုရင်ကိုယ်ပဲတော်လေးခံစားခံမှာပေါ့နော်အဲ့တော့ main ကိုယ့်ရဲ့ original တမမဟုတ်ရင်ကိုယ့်ရဲ့မိဘပဲပြောရမယ်ပေါ့နော်မိဘအတိုင်းဝိုင်းဝန်းလာတဲ့ပုံဝင်ခြင်းပါပဲဖြစ်နေပါစေမင်းတို့တရားနေတဲ့စဉ်အဲ့ဒီခါကိုအခြေခံပြီးတော့မှဒီထက်ကောင်းတဲ့ကိုဖြတ်အောင်လည်းပုံဖော်လို့ရပါတယ်ကိုကြိုက်တဲ့လိုပုံစံလေးဖော်လို့ရတယ်ဆိုတာလေကိုလက်ထဲမှာရှိနေပါတယ်ပေါ့နော်အဲ့ဒါလေးကိုပြပြချင်ပါတယ်ကျေးဇူးတင်ပါတယ်အကယ်၍မင်းရဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်လည်း like and sharing လုပ်ပေးပါမင်းမပြတ်မကွက်လေးကိုဒီနှစ်ဆုံးဒီဇင်ဘာ31ရက်နေ့အထိအခု60တိတိကို